အေးဟုတ်မင်္ဂလာပါဒီနေ့တော့ညနေစုရည်ဆိုထားတဲ့ယူအောင်ချီကသူ short ကပါအတူလေးဆွေးပြတော့မှာဖြစ်ပါတယ်ဆိုတော့စလိုက်အောင်များစွာနေတဲ့တိုင်းဒီမှာချေရဆုံးသူငါပဲဖြစ်ချင်တာအချာကြည့်သလိုများဖြစ်သွားလားစိတ်စားဖြစ်နေသူမို့နာနေပါ